တေဟန်ဆောင်တာကိုကျွန်တော်သိသွားမှကြောက်ပြီးသူမကိုသူမမေးစေးထိုးထားပုံရတဲ့ဝမ်မန်ယွန်းကလူယူရန်တေဟန်ဆောင်တာကိုကျွန်တော်သိသွားပြီလို့ထင်ပြီးអော်လိုက်တယ်အကိုဒေါသထွက်နေရင်တော့ဒီလောက်ထိတော့မရိုက်တင်ဘူးလေးလို့ပြောတယ်ကျွန်တော်ယူရန်ရဲ့ခန္ဓာကိုယ်အနှံ့ကိုအားရပါးရဆက်ရိုက်နေခဲ့တဲ့ဝမ်မန်ယွန်းကအမှန်တရားကိုဖော်ထုတ်တော့မလို့ဖြစ်နေတာကိုမြင်တော့ကျွန်တော်အရန်စိတ်ပြတ်သွားတဲ့ပုံစံမျိုးနဲ့ငိုပြလိုက်တယ်ညဘက်တွေနောက်ကျမှအိတ်ဖို့မပြောခဲ့ဘူးလားကျမ်းမာရေးစစ်ဆေးဖို့ပြောခဲ့တာလေဘာလို့နားမထောင်တာလဲကျွန်တော်ကိုတယောက်တည်းထားခဲ့ပြီးတော့ဘာလို့ရမလဲလို့ပြောလိုက်တယ်ဝမ်မန်ယွန်းတယောက်ဘာမှပြန်မပြောနိုင်တော့ပဲငေးကြောင်သွားတယ်ကျွန်တော်သူမနဲ့စကားမများတော့ပဲဖုန်းထုတ်ပြီးဖုန်းဆက်လိုက်တယ်ဟုတ်ကဲ့အင်္ဂါလူတန်းဖို့စီစဉ်ချင်ပါတယ်လူနာကအခုလေးတင်ဆုံးသွားတာပါမြန်လာခဲ့ပေးပါဝမ်မန်ယွန်းကတားဖို့ကြိုးစားပေမဲ့ဇနီးဖြစ်သူရဲ့တငယ်ချင်းဖြစ်တဲ့အတွက်ဖုန်းထုတ်ပြီး message အမြန်ပို့လိုက်တယ်အင်္ဂါလူတန်းရေးဝန်ထမ်းတွေခဏအတွင်းရောက်လာတယ်ကျွန်တော်အရန်ဝမ်းနေတဲ့ပုံစံဖမ်းလိုက်တယ်ကျွန်တော်ဇနီးကအရန်သဘောကောင်းတဲ့သူပါဒီလိုမမျှော်လင့်ပဲဆုံးသွားတဲ့အတွက်သူမရဲ့ဘဝကိုတနည်းနည်းနဲ့ဆက်လက်ရှင်တန်စေခြင်းနဲ့တခြားသူတွေကိုကယ်တင်နိုင်ဖို့မျှော်လင့်ပါတယ်လို့ပြောလိုက်တယ်ခမ ्या ကအရန်မုံမြတ်တာပဲခမ ्या ကဲတင်ပေးမဲ့မိသားစုတွေစာကျေးဇူးတင်ပါတယ်ဘဲအင်္ဂါတွေကိုလှူချင်ပါတလဲလို့မေးတယ်ကျွန်တော်တက်ပြင်းချပြီးကျွန်တော်ဇနီးကနှလုံးဖောက်ပြီးဆုံးတာပါဘဲအင်္ဂါတွေတုံးလို့ရမလဲမသိဘူးခွဲစိတ်ပြီးကြည့်ပေးပါလိုအပ်တာအကုန်ယူသွားပါအင်္ဂါတွေတုံးမရရင်တောင်ဆေးချောင်းကိုခန္ဓာကိုယ်လှူဒန်းလိုက်ပါចောင်းသားတွေလေ့ကျင့်ဖို့အတွက်ပေါ်လို့ပြောလိုက်တယ်အကိုအဲ့ဒီလိုလှုပ်လို့မရဘူးလေအမေရိကန်ကအင်္ဂါလူကိုဘယ်တော့မှမပြောခဲ့ဘူးသူမရဲ့နောက်ဆုံးဆန္ဒကိုလေးစားရမယ်လို့ပြောတယ်မန်ယွန်းငါကရူယန်ရဲ့ခင်ပွန်းပါဒီဆုံးဖြတ်ချက်ကိုလုတ်ပိုင်ခွင့်ရှိတယ်နင်ကတွေးသားမတော်ဆက်တဲ့တငယ်ချင်းပဲလေဘသူစကားကအတီးဖြစ်မလဲဆိုတာနင်သိမှာပါပြီးတော့မိနစ်တိုင်းကြံ့ကြာနေတာကအင်္ဂါတွေရဲ့အရေးသွေးကိုလျှော့ချစေတယ်နင်ကဆရာဝန်ပဲလူတွေကိုမကယ်ချင်ဘူးလားလို့ပြန်ပြောလိုက်တယ်အင်္ဂါလူတန်းရေးဝန်ထမ်းတွေကလည်းဟုတ်ပါတယ်ဒေါက်တာဝန်ဘေးကိုဖဲပေးပါလို့ပြောတယ်ဝမ်မန်ယွန်းကတော့ဘေးဖက်ပေးဖို့လုံးဝဆန္ဒမရှိပဲစိုးရိမ်တကြီးဖြစ်နေတယ်လူရန်ရဲ့အမေကိုဖုံးဆက်ထားတယ်အ ਨੇ ဆုံးတော့သူမကိုနောက်ဆုံးအကြိမ်မြင်ကွင်းပေးရမှာပေါ့လို့ပြောတယ်လူရန်ရဲ့မိခင်ဒူရှောင်းမန်စိုးရိမ်တကြီးပြေးလာတယ်ခေါင်းမာတောင်ပလတ်စတစ်ရိုလာတွေတက်ထားတော့မဲ့အလှပြင်းနေရင်းနဲ့တောင်အချိန်မရလိုက်ဘူးလူရန်ကဘာမှမဖြစ်သေးတာကိုမြင်တော့မှစိတ်အေးသွားပြီးကျွန်တော်ကိုပါရိုက်လိုက်တယ်အတုံးမကျတဲ့ကောင်ယူရန်ကမင်းလိုကောင်မျိုးနဲ့လက်ထပ်မိတာကန်ဆိုးတာပဲငါသမီးကိုတေးအောင်ကျင်းစားတိုက်တာပေါ့လေငါသမီးကိုတောင်ခွဲစိတ်ဖို့ကြံသေးတယ်ပေါ့ဒီနေ့ငါကိုထီရဲတဲ့သူရှိရင်သူ့မိသားစုတစ်ခုလုံးကိုငါတက်ပြစ်မဲ့အင်္ဂါလူတန်းမှုမရှိစေရဘူးမလူတော့ဘူးတခြားသူကိုတွားရှာချက်လို့ပြောတဲ့ဝန်ထမ်းတွေကဝမ်းနည်းစွာနဲ့ပဲပြန်သွားရတော့တယ်ဝမ်မန်ယွန်းလဲစိတ်အေးသွားပြီးအဖြူရောင်ဆောင်တဲ့လူယူရန်ကိုပြန်ဖုံးပေးလိုက်တယ်ဒူရှောင်းမန်ကတော့ဆိုဖာပေါ်မှာထိုင်ပြီးကျွန်တော်ကိုလက်ညှိုးထိုးကဆက်ဆဲနေတယ်မင်းလို့ရုပ်မာတဲ့ကောင်ကိုဇနီးတေတာတော့ဝမ်းမနေဘူးမြေမြုပ်တချို့ဖို့မစီစဉ်ပဲအစေးချောင်းကိုလှူဖို့ကြံရသလားငါသမီးကိုအပိုင်းပိုင်းဖြစ်အောင်လုပ်ချင်တာပေါ့လေတကယ်ကောင်းတဲ့သူဖြစ်ချင်းရင်ကိုတွားလူလိုက်ပါအခုချက်ချင်းတေသွားလိုက်မင်းခန္ဓာကိုယ်ကိုပဲငါလူပေးမယ်လို့အော်ပြောတယ်ကျွန်တော်မျက်နှာကိုဖုံးပြီးတက်ပြင်းချလိုက်တယ်အမေတောင်းပန်ပါတယ်ကျွန်တော်မှားသွားပါတယ်လို့ပြောလိုက်တယ်မင်းရုပ်ရှင်ရီကတ်တွေအတွက် follow လုပ်ထားပါ